ကြက်သားနဲ့ဘူးဒီ ကြက်နဲ့ ကြက်နဲ့ဘူးနဲ့ကြက်ဘူး အဲ့ကြက်ဘူးမဟုတ်ဘူးလေ ကြက်သားနဲ့ဘူးဒီချက်မယ် ဟုတ်ပြီ ကြက်သားနဲ့ဘူးဒီချက်မယ်ဆိုတော့ တော့ဘူးဒီလေးရမယ် ဘူးဒီလေးရမယ် ဘူးဒီလေးရမယ်ဆို ဘူးဒီနဲ့ကျွန်တော်ကြက်သားကိုနည်းလိုက်မယ် ဘူးဒီကြပြီရပြီဆိုတော့ ဘူးဒီကိုကျွန်တော်တုံးလေးတွေ အတုံးလေးတွေဖြစ်အောင် အခုကြက်သားနဲ့ဟိုနည်းလိုက် ကျွန်တော်ကြက်သားနယ်ပြီဟုတ်ပြီကြက်သားကိုဗာလဲ ကြက်သားကို စားရဲဒါရဲထည့်လိုက်ပါဟုတ်ပြီ ကြက်သားကိုဒီထည့်လိုက်ပါကြက်ကြက်ချင်းတော့တက်ချီ ကြက်ချင်းဆိုတာလေ โอเคရပြီ ရပြီ ရပြီဆိုတော့ ဆိုတော့ ဟိုလေးနည်းနည်း ထဲပြန်ပြီစနေမို့ ဒီမှာညှိသွားနေမှာဗျရပြီ ဒီတော့မျိုးချက်တာဒီတော့မျိုးလို့စနေမို့တော့ဘာလို့လဲမသိ ရပြီဘူးဒီလေးလှီးပြီးဒါမှကြက်သွန်ပြရအောင် အာလီရပြန်ပြီဟဲ့ ကြက်သွန်ပြရအောင်ကြက်သွန်မပါလို့မဖြစ်ဘူးလေဗျ ဒီတော့ဆိုတော့ဘူးတိချက်မဲ့ဦးလေးရတယ်မ ဟုတ်တော့တယ်မချက်ခင်ကျွန်တော်ကြက်သွန်လေးနှက်ရအောင်ဗျ ချက်တော့ ကြက်သွန်နှက်ရအောင် ချက်တော့နှံ့အောင်ပါ ဟုတ်တယ် စနေမို့တော့ဦးမလား ဟိုကြက်သွန်စီးတက်မှာလေဗျကြက်သွန်စီးတက်မှာဗျ ဒါစနေမို့တော့တော့များပြီတန်းနဲ့ကျင်ဝဲနဲ့ပါတော့ဘုရားတော့ โอเคဒီမှာစီးထည့်မယ်ဟုတ်ခဏစီလေးထည့်ရအောင်မယ် စီလေးပဲသုံးလိုက်ပါ ဒါလေးသုံးမယ် ဟလာ ဒီဟာလေးလည်းသုံးမယ် သုံးလိုက်ချင် โอเค ဒီမှာ ရောဒီစီလေးနဲ့သုံးမယ် ဟိုတော်ပြီလေ โอเคပြီးသွားရင်ကျွန်တော်ဒါထည့် စနေမို့တဲ့ဦး ဒီမမထည့်တော့ဒီမမထည့်တော့ဟိုမှာခုနဟိုထဲမှာပါပြီးသွားပြီ ဟို ကြက်သွန်လေးထည့် ရေသုံးကျင်တယ်ဆိုဒီမှာ ဟေးဝင်လိုက် โอเค ဒီမထည့်လိုက် ကြ တော့ က်သားလေးထည့်လိုက်တော့ ဖုန်းထည့်လိုက်တော့ဟုတ်ဖုန်းထည့်လိုက်တော့အေး ရှယ်ပဲဗျာ ကြက်သားကြောတင်အောင်ဝင်လိုက်ဦး ဒီကြောရလဲကွာဘိုင်တော့စားလိုက်ကွာ ရအဲကြက်သားလေးမြုပ်လောက်အောင်ညီလေးထည့်ကြက်သားလေးမြုပ်လောက် ချက်သားမြုပ်တော့အောင် ထက်အိုးထက်ရဒီတရီလေးနှူးသွားရင်ကျွန်တော်နောက်တက်ရကြရင်ဘူးတိထည့်လို့ရတယ်ဘူးတိအုတ်ထားတယ် တိတ်မကြပါဘူးကျွန်တော်ဒီချက်သားဘူးတိပြီးရင်ကျွန်တော်မင်းစားလို့ရပြီ တော့10မိနစ်လောက်တော့စောက်10မိနစ်မီးကောင်းရင်တော့15မိနစ်ပေါ့ဗျာမီးကောင်းရင်ပုံမြန်တယ်လို့ဗျာ ဒီကောင်ပုံမြန်နဲ့ ဟုတ်ကဲ့ နည်းနည်းလုံး လုပ်မယ်ဒါပေမဲ့ဒီဟာလေးဖြစ်နေတဲ့အချိန်မှာကျွန်တော်အကြံချင်းတစ်ခုပြတယ် ဘာလဲ ဘူးတိလေးထည့် အော် ဟိုတဲ့ထည့်ဟိုတဲ့ အော်ဒီထဲကိုထည့်ချက်သားနေထားတဲ့ထဲကိုအော်ဟုတ်ပြီ အဲ့ဘူးတိတဲ့မှာအရသာလေးဖြစ်သွားအောင်ဘူးတိတဲ့ကိုလည်းခုနလို ဟုတ်ပါရပြီ သူကကြက်သားမကြက်တဲ့အတွက်ဘူးတိကိုတက်တက်ထိုက်လာတယ် ဟုတ်ပြီဟုတ်ပြီ နမ်းမြာကြီးလေးနဲ့ထည့်ပြရ ဟုတ်ပြီ အဲ့ထည့်ပြဒီချက်သားမှုလေးဆက်ထည့်လိုက် ဟာထည့်ပြန်ပြီဟေး အရေးတောက်မှာ အော်ဟုတ်ပြီဟုတ်ပြီ ဒီတောက် ကျွန်တော်လက်ထဲကိုထည့်လိုက်ပါလားဗျာ ဟိုခင်ဗျားလက်မှာဆိုကတ်သွားမှာဆို မကတ်ဘူးလေဒီလိုနေလိုက်ပါ အဲ့လိုအရေးထွက်လာအောင်နည်းနည်းလေးကျင်းတယ်ပေါ့မွေ ရနည်းနည်းလေးတော့ရေးရလား ပေါ့တော့ အော်တော့ရေး ပေးတက်ကစားကျင်နေပြီမြန်မြန်လေးဖြစ်တော့ဘူးဒီလေးထည့်လိုက်ပါ အောင်တော့မမသိအောင်မမသိ ဟုတ်ထည့်ဟောဘူးဒီကိုထည့်ပါတွတ် ဟုတ်လေဒီလိုထည့်မှလေအစီပါမှာဆိုလို့ခမရလေရေထဲအောင်မ ဟိုရေးမထည့်သေးဘူးရေးမထည့်သေးဘူးဆိုတာတော့ဘူးဒီကရင်းနေနဲ့ထွက်အောင်ပါ အလုံးနဲ့ဝင်သွား ဟင်းခဏနှက်လိုက်အိုးထဲမှာဘူးနဲ့ကြက်နဲ့နှက်နေပြီ ဘူးနဲ့ကျန်နဲ့နှက်နေကျုပ်လည်းမျက်လုံးနဲ့ဝင်သွားစတာဟုတ်တယ်ဒီဟာ ဘူးတက်လိုက်တော့တစ်ထက်ကကြက်ကလှမ်းခွက်လိုက်တာ ဟုတ်တယ်ခမရကြက်ကခေါ့တာ မြတ်ကြက်ကိုမလေးမစားထည့်တာဟုတ်ဗျာ စင်ပြပါ ကြက်ကိုပြေးပြေးသားသားထည့်ရမြတ်ပြစ်ထည့်တော့သွားလှမ်းခွက်မှာပေါ့ စင်ပြသွား စင်ပြေးသားခင်ဗျာဒါကြက်တော့မယ်ဆိုခင်ဗျာဒါတန်ရှင်းလို့ အော်ဟုတ်ကဲ့တန်ရှင်းလောက်ပါမယ် အဲ့ဒီမှာဆိုအဲ့လိုလုပ်ရတယ်တန်ရှင်းစီးမဟာလေးတူးမဟာလေးတန်ရှင်းလို့ ဟုတ်ပြီ โอเค သိမကြောက်တော့5မိနစ်လောက်ပဲစောင့်ကြည့်လား ကြက်တော့မယ်ကြက် ကြက်တော့မှကြက်တော့ ထဲမှာကြက်နဲ့ဘူးနဲ့စုနေကြပြီ 5မိနစ်တော့မကြောက်ဘူးဗျာကြက်မီးကောင်းတော့အဲ့လို မီးကောင်းတော့ ညံ့အိုး ပွားပွားနဲ့ စူးနေပြီဗျာ နီလာပတ်သက်ကြီးလိုပဲနီလာပတ်သက်ကြီးလိုပဲစုနေ နည်းနည်းလေးမြည်ကြည့်လိုက် ရမိကြီးရပါလေ နည်းနည်းလေးမြည်ကြည့်လိုက် မွေလိုက်အေး ခင်ဗျားမွေးလိုက် ရပြီဟဲ့မဟုတ်နော်ရှာကြောက်သွားမယ်နော်ဟုတ် โอ้ ခွေးဦးလား ဟုတ်လေကောင်းတယ်ဆိုပဲကွာကောင်းတယ်တော့လိုက်လေကြည့်လား ဟောလေခမရဦးတို့ ဟုတ်ပြန်လို့မယ် အော်
ဝါ အာဝမ်းတို့ဒီပြန် ဟဲ့လူ ဘာလို့လဲ နည်းနည်းပေါ့တယ်ဗျ ပြန်ခဏလေး နည်းနည်းပေါ့တယ်အပေါ့ငယ်လေးနည်းနည်းကြီးလိုက်တယ်ခင်ဗျားလည်းမှုတ်လိုက်ညာဝါ တော်ပြီတော်ပြီကျုပ်တို့ကအရေးတောက်ပါလိအရေးတောက်ပြီးစားမှာဆိုတော့အရန်လေးသွားလို့မရဘူး โอเค ဟိုမှာလည်းကျွန်တော်နည်းနည်းလေးထားတယ် ဟုတ်ပြီ โอเค ကျွန်တော်တို့အခုဆိုရင်ဒီနေ့ကျွန်တော်ချက်တဲ့ဟင်း၃မျိုးပဲသီးနဲ့ဘဲဥကြော်တယ်ငါကြော်နဲ့ရုပ်ကြီးလေးသိခွဲလေးနဲ့ငါကြော်နဲ့ထားတယ်အခုဆိုရင်အရေးတောက်လေးကြက်ဘူးလေးပါရတယ်အစင်းသစ်ဖြစ်နေပါပြီဗျာ ဒါကျွန်တော်ထည့်လို့ရပြီဗျ ချက်ဒီမှာတဲ့ ထည့်လို့ရပြီ ဒီမှာတဲ့ဒီမှာတဲ့နီးလေးချလိုက်နီးလေးချလိုက် ချပြီးတော့ ခမဒီဒီရွက်ဒီရွက်ဒီရွက်အဲထဲလို့ရပြီမခနဲ့ဒီလိုထဲလိုက် ဟုတ်ပြီထည့် ရောက်ဘယ်ပြန်လာလိုက် ကြက်ဘူးလေး စက်သားနဲ့ဘူဒီအစင်းသေးဖြစ်ပါပြီအားလုံးစားလို့ရပါပြီဗျာ ဒီနေ့ Star တို့ရဲ့လက်ရအစီအစဉ်မှာကျွန်တော်ကိုကြတိနဲ့ကိုအောင်တော်ရဲ့လက်ရလေးပါကျွန်တော်တို့၃မျိုးပြည်သက်များ3000မဆို3000လို့ရပါပြီလို့ပြောချင်ပါတယ်